ဂျပန်ရိုးရာယဉ်ကျေးမှုတွေကိုအနီးကပ်လေ့လာခန်းစားခြင်းပါသလားဒီနေ့တော့ဂျပန်ရဲ့သမိုင်းနဲ့ရိုးရာအမွေအနှစ်တွေတွေ့ရတဲ့အီရှီကာဝါခရိုင်ခနာဆာဝါမြို့မှာရှိတဲ့ခနာဆာဝါတက္ကသိုလ်အကြောင်းဝေးဆက်ပေးခြင်းပါတယ်ခနာဆာဝါတက္ကသိုလ်ရဲ့ဘွဲ့လွန်သင်တန်းတွေမှာ Science, Engineering, Medicine နဲ့ International Relations အပါအဝင်ဘာသာရပ်အမျိုးမျိုးကိုအင်္ဂလိပ်လိုသင်ယူနိုင်တဲ့ program တွေရှိပါတယ်ခနာဆာဝါမြို့ဟာဆိုရင်နာမည်ကြီး Samurai District, Geisha District နဲ့ဂျပန်နိုင်ငံရဲ့အလားဆုံးပန်းခြံ၃ခုနေရာတစ်ခုဖြစ်တဲ့ခန်ရူခွန်ဂါရန်နဲ့ရှိတာကြောင့်ဂျပန်ရိုးရာယဉ်ကျေးမှုကိုပါအနီးကပ်ခန်းစားနိုင်မှာဖြစ်ပါတယ်ခနာဆာဝါတက္ကသိုလ်ရဲ့ program တွေကျောင်းဝင်ခွင့်ပညာသင်ဆုနဲ့ student life အကြောင်းအသေးစိတ်သိချင်ပြီးတက္ကသိုလ်တာဝန်ရှိသူတွေနဲ့လည်းဓာတ်ရိုက်ဆွေးနွေးမေးမြန်းခြင်းဆိုရင်တော့ August လ28ရက်နေ့နဲ့29ရက်နေ့မှာကျင်းပမယ် Online Study in Japan Fair 2026 for Myanmar ကိုဆက်ဆက်တက်ရောက်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်